안녕하십니까, 여러분. 디체로 디니마로 챕터 22 번호 제22과 서비스가 좋은 은행이죠. 서비스 수라가 서비스 원사무 가운데 반ဆိုတဲ့ ခေါင်းစဉ်လေးကိုဖတ်မှာပေါ့နော်ဒီပုံမှန်ဆိုလည်းဒါဘန်ထဲမှာလူတွေ customer ထိုင်ဆောင်နေကြတဲ့ဘန်ကောင်တာလေးတွေပေါ့နော်ရှိတယ်ဆိုတော့ကျွန်တော်ဖတ်ကြည့်ကြမယ်ဆိုတော့저는တဲ့ကျွန်တော်ကတော့ 어제မနေ့တုန်းက 통장 통장ဆိုတာဘန်စာအုပ်ကိုပြောတာပေါ့နော်통장을 만들려고 반사옥 놓고 학교에 있는 짱마시를 은행에 갔어요. 방고 도와케바레. 그래서 은행 안은 반အတွင်းထဲမှာ 디 반테마거나 누르 반테마 ဆိုရင် 사람이 많아서 누리များတဲ့ အတွက်ကြောင့်မို့လို့ 좀 복잡했어요. နည်းနည်းတော့ ရှုပ်ရှုပ်ထွေးထွေးတော့ ဖြစ်ခဲ့တယ်ပေါ့နော် ရှုပ်ထွေးတယ်ဆိုတာ ဒီလိုမျိုးပေါ့ လူတွေကလည်းများနေတော့ လူတွေများတယ် ရှုပ်ထွေးတယ်ပေါ့ ဒါမျိုးပြောတာ 제가 번호표를 뽑아야 하는 것을 모르고 그래. ကျွန်တော်က 번호표ဆိုတာ 제로မြန်မာပြည်မှာဆိုရင် token number လို့မျိုးပြောတာပေါ့နော် number လေးကိုယ့်အလှည့်ကျဝင်ရမယ့် number လေးပေါ့နော် အဲ့ဒါလေးကိုယူရမယ်ဆိုတာကိုတဲ့ 모르고 မသိဘဲနဲ့ 그냥 ဒီအတိုင်းပဲ 창구 앞에 서서 창구ဆိုတာ ဒီလိုမျိုး counter လေးတွေကိုပြောတာပေါ့နော် ဒီလိုမျိုး counter ရဲ့ရှေ့မှာပဲရပ်ပြီးတော့ 기다리니까 상리로 은행 안에 오니 디 반원탕가 번호 번호표로 뽑아서 줬어요. 에리 번호표 소리 토ken 넘버 리고 톡라비로 삐케레 그래서 제로가 번호표ဆိုတာက 제로 token number လေးခြေခုနပြောသလိုပဲကိုယ့်ရဲ့ number အစဉ်လိုက်ပေါ့နော်ကိုယ့်အလှည့်ကျရင် counter ခွင်သွားမှာအဲ့ဒီဟာလေးတွေ 제로가 ဒီမှာ set ထဲကနေပြီးဆွဲထုတ်သွားတာရောက်ပြီဆိုလို့ရှိရင်ကိုယ်တိုင်ယူစနစ်နဲ့ပေါ့နော်ကိုယ့် number လေးကို screen မှာဟိုနှိပ်ဒီနေ့နှိပ်ပြီးတော့ထွက်လာတဲ့ number လေးလောက်အောင်ပါပေါ့နော်အဲ့တော့သူကမနှိပ်ခဲ့ဘူးအဲ့တော့မရဘူးပေါ့နော်အဲ့တော့ဒီဝန်ထမ်းလာပြီးတော့ 번호표လေးယူပြီးတော့သူ့ကိုပေးခဲ့တယ်ပေါ့နော်ဆိုတော့ 번호표를 보니까 이 token number လေးကိုကြည့်လိုက်တော့제 앞에 ကျွန်တော်ရဲ့ရှေ့မှာ 기다리는 사람이 20명 좀 있었어요. 세우는 누가 20 လောက်ရှိတယ်တဲ့ ဆိုတော့ 기다리는 것이 지루할 것 같았는데 세우니야라가 지루하다ဆိုတာ 제로 ပြင်းရှိတာပေါ့နော်အရန်ကိုပဲပြင်းစရာကောင်းတယ်ညီငွေပွဲကောင်းတယ်ဒါမျိုးပေါ့နော်အဲ့လိုမျိုး ပြင်းစရာကောင်းတယ်လို့ထင်ခဲ့ပေမဲ့ 기다리는 동안 세우는အတွင်းမှာ 잡지도 보고 이제 잡지ဆိုတာ magazine သိထားပြီးသား magazine စာအုပ်လည်းဖတ်ပြီးတော့ magazine လည်းကြည့်ပြီးတော့ television news도 보니까 시간이 빨리 갔어요. TV가 나의 news သတင်းတွေကိုလည်းပဲကြည့်လိုက်တော့ပေါ့နော် အချိန်ကမြန်မြန်လေးကုန်ဆုံးသွားပါတယ် 시간이 빨리 갔어요. ဆိုတာ အချိန်ကမြန်မြန်သွားတယ်ပေါ့နော် ဒါရိုက်ပြန်ရင်တော့ပေါ့နော် အဲ့တော့ အချိန်မြန်မြန်ကုန်သွားတယ်ပေါ့ မြန်မာမှုပြောရင်တော့ 그래서 의자에 앉아서 타인거만 타이비로 잡지를 보다가 마가진고 지인의 제 차례가 돼서 제리만 말해 차례수라 알레버노 저너 알레가 야울라로 창구로 갔어요. 그나롱아 리 카운다리로 도하게 창구서 디로 카운다리로 표하나 창구 리 카운다하고 도하게 말해 창구에 가니까 리 카운다하고 도하라이도 사탕이 많이 있었어. 사탕서 더 자롱이거너 자롱이 많이시에서 디마 customer ကဒီချမ်းကူဒီ counter အတွင်းထဲမှာရှိရဝန်ထမ်းနဲ့ပြောရဆိုရတဲ့လုပ်ငန်းတွေပေါ့နော်ဒီဘဏ်ငွေလွှဲတာဖြစ်ဖြစ်ငွေသွင်းတာဖြစ်ဖြစ်အဲ့ process တွေကတစ်ခါကြလို့ရှိရင်တစ်ခါနဲ့မပြီးဘူး5-10 မိနစ်15 မိနစ်ကြာတတ်တယ်အဲ့တော့စောင့်နေရတဲ့အတော်အတွင်းမှာ customer တွေစားဖို့အတွက်ဒီနားလေးလောက်လေးတွေမှာတခြားလုံးလေးတွေဘဏ်ကဝန်ဆောင်မှုအနေနဲ့ပေါ့နော်ပေးထားတာလေးရှိတယ်အဲ့လိုမျိုးပြောချင်တာ사탕이 많이 있었어요.တခြားလုံးတွေအများကြီးရှိတယ်တဲ့ 직원이 사탕을 건네서 하나 먹었어요. 윈텐가 디တခြားလုံးကိုပေါ့နော် 건나다ဆိုတာက recommend လုပ်တာပြောရမယ်ဆိုရင် 사봐အောင်လို့ပေါ့နော် အဲ့လိုမျိုးသူကိုပြောလို့မလို့သူတခုစားခဲ့တယ်ပေါ့ အဲ့ဒါနဲ့ပဲ 통장을 만들려면 디 반사옥လုပ်မယ်ဆိုရင် 외국인 등록증이 있어야 하는데 제로가 또아래 강의에 코리아 လူမျိုးမဟုတ်ဘူး နိုင်ငံခြားသားចောင်းသားလေးပေါ့နော် အဲ့တော့သူတို့နိုင်ငံမှာ반사옥လုပ်မယ်ဆိုရင် နိုင်ငံခြားသားဒီမှတ်ပုံတင်ကတ်ပေါ့နော် သူတို့နိုင်ငံသားတွေဆိုရင် 제로မြန်မာနိုင်ငံသားဆိုရင်
မြန်မာပြည်မှာမှတ်ပုံတင်လိုမျိုးပေါ့နိုင်ငံခြားသားဆိုရင်လည်းသူတို့နိုင်ငံမှာနေထိုင်နေတဲ့နိုင်ငံခြားသားဖြစ်ကြောင်းပေါ့အဲ့လိုမှတ်ပုံတင်လို့ registration card လေးရှိရပေါ့နော်အဲ့ဒါလေးကို외국인 등록증ပေါ့နော်အဲ့ဒီဥစ္စာလေးရှိရမှာကိုပေါ့နော်저는 외국인 등록증을 안 가지고 갔어요အဲ့ဒီ card လေးကိုပေါ့နော်အဲ့ဒီနိုင်ငံခြားသားဒီ card လေးကိုပေါ့နော်ယူမသွားဘဲနဲ့သွားခဲ့တယ်မပါသွားဘူးပေါ့နော်အဲ့တော့ 은행직원은 친절하게 저 반원장가 친절하게 조라가 디 포유소안에 얘니 포유소안에 외국인 등록증이 없으면 학생증과 여권을 보여주세요. 라고 나랑은 자다가 마파우소에 메시우소에 학생증 소리 디 장다간에 번호 장다간에 디 여권 소라가 제로 패스포트라 번호 장다간에 디 패스포트에 비바 소비어 표래 하고 말했어요. 소비어 표케래 번호 저는 학생증과 여권을 보여줬어요. 보여줬어요. 그래서 ပေးခဲ့လိုက်တယ်ပေါ့နော်ပြပေးလိုက်တယ်ကျွန်တော်ရဲ့ကျောင်းသားကန်းနဲ့ဒီ passport လေးကိုပေးလိုက်တယ်그리고ပြီးတော့ 서류 의 이름과 연락처를 적고 서명을 했어요. 그래서 ပြီးတော့ 서류ဆိုစာရွက်စာတမ်းမှာခြေလို့တွားတဲ့အခါမှာ form တွေဖြည့်ရတဲ့ဖန်ဒီမှာစာရွက်စာတမ်း document တွေကိုခြေလို့ 서류 လို့ပြောတယ်အဲဒီ 서류 မှာနာမည်နဲ့ 연락처 ဆိုတော့ကိုယ့်ကိုဆက်သွယ်လို့ရမယ့်လိပ်စာဖုန်းနံပါတ်ဒါမျိုးတွေပြောတာပေါ့နော်အဲ့ဒါတွေကိုရေးပြီးတော့ 적고 ဆိုရေးပြီးတော့서명을 했어요. 사인 토게를ပြောတာ제를ပုံမှန်အားဖြင့်ရေးသည်ဆိုခြေ쓰다ဟုတ်တယ်နော်쓰다 sorry ထားပါတော့쓰다ဆိုတာရေးသည်ဆိုတဲ့အဓိပ္ပာယ်ဒီမှာဘာလို့적다နဲ့ရေးထားလဲဆိုတော့ဒီခြေတို့ကဒီလို form နေဖြည့်တဲ့အခါမှာဆိုရင်ခြေတို့က쓰다လို့မရေးဘဲနဲ့적다နဲ့ရေးတယ်ပေါ့နော်ပုံမှန်ဖြစ်ဒီချေတို့ဒီရေးတီကိုစစ်တာစာရေးတီဘာတွေကိုပဲရေးစစ်တာနဲ့တုံးတယ်ဒီလိုမျိုးချေတို့က jog တာဆိုတာကကြတော့နောက်ကနေ line မှတ်တာ note line မှတ်တာမဆီယမစာတင်နေလို့နောက်ကနေပြီးတော့ note line မှတ်တာမျိုးချေတို့ jog တာနဲ့တုံးလို့ရတယ်လို့ဒီလိုမျိုးစာရွက်စာတမ်းတွေ document တွေ form တွေပေါ့နော်စသည်ဖြင့်လုပ်တဲ့အခါမျိုးပေါ့နော် form တွေဖြည့်တဲ့အခါမှာdocument တွေခြေတို့က form တွေအဲ့ဒါတွေကို fill လုပ်တဲ့အခါမှာဖြည့်စွက်တဲ့အခါမျိုးမှာခြေတို့ကစစ်တာနဲ့မရေးဘဲနဲ့ jog တာဆိုပြီးတော့စာရွက်စာတမ်းတွေကိုပြည့်စုံအောင်ဖြည့်စွက်တဲ့သဘောမျိုးနဲ့ပြောရင်ခြေတို့က jog တာဆိုရဲစကားလုံးလေးနဲ့သုံးပေးတယ်ပေါ့နော်စစ်တာဆိုအားကြောင့်မို့သူကဒီမှာ လက်ချော်လို့ jog ကိုဆိုတော့ဒီဟာတွေကိုရေးပြီးတော့တဲ့ဆောင်းမြောင်းခွဲဆိုရော sign ထိုးခဲ့ပါတယ်တဲ့နောက်တစ်ခုဆက်ပြီးခြေတို့တွားကြမယ် 저는 현금카드가 필요해서 저 현금카드 소라가 ATM ကလို့မျိုးကတ်ကိုပဲပြောတာပေါ့နော်ငွေထုတ်လို့ရတဲ့ကတ်မျိုးပေါ့နော်အဲ့ဒါမျိုးပြောတာ ATM ကတ်ပဲထားပါတော့ဒီ ATM ကတ်ကလိုအပ်လို့မို့လို့ပေါ့နော်현금카드도 같이 신청해서 အဲ့ဒီကတ်ကိုလည်းပဲဒီငွေထုတ်ကတ်ငွေသားကတ်ပေါ့နော်ဒါရဲ့ဘာသာပြန်တော့현금ကငွေသား cash ကိုပြောတာ card ကကြတော့ကတ်ငွေသားကတ်ပြောရင် ATM ကတ်เนาะအဲ့ဒါကိုအတူတူရှောက်ခဲ့ပါတယ်ရှင်းချောင်းငါသားဆိုရှောက်တီးဆိုတဲ့အဓိပ္ပာယ်ကတ်ရှောက်ခဲ့တယ်ပေါ့နော်조금 기다리니까နည်းနည်းလေးစောင့်လိုက်တဲ့အခါကျတော့통장과 현금 카드가 모두 나왔어요တဲ့အဲ့တော့ပန်စာအုပ်နဲ့ဒီ ATM ကတ်လေးကအတူတူရလာခဲ့တယ်အတူတူထွက်လာခဲ့တယ်ပေါ့နော်အဲ့တော့ 저는 한국말을 잘 못해서ကျွန်တော်ကကိုရီးယားစကားကိုတေချာမပြောတတ်လို့ 걱정했는데 소인케비메 쉽게 룰루구구 통장과 현금 카드를 만들 수 있어서 룰루구구네 디 반사옥네 디 ATM 갖고 뷰로로 야게 되자 기분이 좋아서요 두 뼈쉔케바래 직원이 친절하고 일을 생각보다 빨리 처리해줬어요. 그래서 윈탄가 친절하고 그래서 유니폼이 비로 알로고 레벨 또 데이터라 탭 비로 면면선산에 비답비게 바래 뭐또 디디자 차리 면면면 로비게 뭐노 한국의 언니는 코리아의 반가 뭐노 서비스가 좋은 것 같아요. 원산물이가 강내로도 튀네 뭐노 소비로 ပြောထားတာဖြစ်ပါတယ်ဆိုတော့ခြေတို့က
다가 동전다인 사발고 나래앙 팻도아라 신비아비라 핏바래 그래서 디득한 말어 디체로가 모이노와 다음에 사발고 억사아송 코리아로 제로 팻지메 이기 연습번호 이기 practice လုပ်တာဖြစ်တဲ့ 여러분 어두두 라이브로 채널 두두 팔로 야바래 고와 사마 팟နိုင်သေးဘူးဆိုလို့ရှိရင်လည်းပဲချက်ဖတ်တာအောင်နားထောင်ပြီးတော့နောက်ကနေပြီးတော့ like ဆိုရင်လည်းပဲအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့제가အခုဖတ်မယ်ပေါ့နော် 그럼 시작하겠습니다. 서비스가 좋은 언니. 저는 어제 통장을 만들려고 학교에 있는 은행에 갔어요. 은행 안은 사람이 많아서 좀 복잡했어요. 제가 번호표를 뽑아야 하는 것을 모르고 그냥 창구 앞에 서서 기다리니까 은행 안내원이 번호표를 뽑아서 줬어요. 번호표를 보니까 제 앞에 기다리는 사람이 20명 좀 있었어요. 기다리는 것이 지루할 것 같았는데 기다리는 동안 잡지도 보고 텔레비전 뉴스도 보니까 시간이 빨리 갔어요. 의자에 앉아서 잡지를 보다가 제 차례가 돼서 창구로 갔어요. 창구에 가니까 사탕이 많이 있었어요. 직원이 사탕을 꺼내서 하나 먹었어요. 통장을 만들려면 외국인 등록증이 있어야 하는데 저는 외국인 등록증을 안 가지고 갔어요. 은행 직원은 친절하게 외국인 등록증이 없으면 학생증과 여권을 보여주세요 하고 말했어요. 저는 학생증과 여권을 보여줬어요. 그리고 서류에 이름과 연락처를 적고 서명을 했어요. 저는 현금카드가 필요해서 현금카드도 같이 신청했어요. 조금 기다리니까 통장과 현금카드가 모두 나왔어요. 저는 한국말을 잘 못해서 걱정했는데 쉽게 통장과 현금카드를 만들 수 있어서 기분이 좋았어요. 직원이 친절하고 일을 생각보다 빨리 처리해줬어요. 한국의 은행은 서비스가 좋은 것 같아요. 네, 여기까지입니다. 여러분 다 같이 사발파다. 저를 딸라사래 디체로가 번호 아까 어빌리리 라비오 exercise လေးလုပ်ကြည့်ပါမယ်။ဆိုတော့ပထမတစ်ခုစောတာဆိုတာမတ်တက်ရက်တီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။နောက်တစ်ခုကဂျီရူဟာတာခုနကပြောတယ်ပြင်းစရာကောင်းတယ်ညီးငွေ့စရာကောင်းတယ်ပေါ့နော်။ပြင်းနေညီးငွေ့တွေကိုဂျီရူဟာတာလို့ပြောပါတယ်။နောက်တစ်ခုကကြတော့ခြားတယ်ဆိုတာအလှည့်ကိုပြောတာသူ့အလှည့်ကိုယ့်အလှည့်တန်းစီနေနဲ့ကိုယ့်အလှည့်ရောက်လာတာမျိုးပေါ့နော်အဲ့ဒါကိုကျတို့ကခြားတယ်အလှည့်လို့ပြောပါတယ်နောက်တစ်ခုကဂျီကွန်ကဝန်ထမ်းကိုပြောတာနောက်တစ်ခုခေါ်နာတာဆိုတော့ recommend လုပ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့연락처ကကျကျတို့ကဆက်သွယ်ရမယ့်လိပ်စာဖုန်းနံပါတ်ကိုပြောတာပေါ့နော်နောက်တစ်ခုကကြတော့현금 카드가ကျမတို့ cash card ပေါ့နော်ငွေသားထုတ်လို့ရတဲ့ကတ်ကိုကျတို့က현금 카드 ATM ကတ်တွေvisa ကတ်တွေဒီလိုမျိုးကတ်လေးတွေကိုပြောတာပေါ့နော်အဲ့တော့ကျတို့ကဒါကမီလင်းအဲ့တော့အောက်ကအဲ့ဒီ all we 연습ကိုဘယ်လောက်နားလည်လဲဆိုတာ exercise လေးဖြည့်ကြည့်မယ်ဆိုတော့ခုနကတော့ all we လေးပေးထားတယ်ပထမတစ်ခုရောင်းဝါကတဲ့ဆိုတော့ဇလန်းကပေါ့ကွက်လက်အော်ယောဆိုဆိုတော့ cherry မှာအော်ယောဆို grammar ဒီတော့ကြောင့်ဆိုတဲ့အဓိပ္ပာယ်နဲ့ယူထားတာကွက်လက်တော့ကြောင့်ဘူတာကနာဝဆိုကြည်ရင်းနဲ့ထွက်လာခဲ့တယ်အဲ့တော့စိတ်ဝင်စားကြမကောင်းလို့ပေါ့အဲ့တော့ဘယ်လိုပြောရမလဲခြေတို့ကညီးငွေလို့ပေါ့အဲ့တော့ဂျီရူဟဲဆို영화가 지루해서 보다가 나왔어요. 그래서 니웨시아 깡로 탈락해래. 나도 저는 손님이 집에 오면 음식을 많이 걸라걸라 필요 봐요. 그래서 저너가로 앵우 애들 라비죠. 루신이 사다우디 아미하지 애칸 중의 바디 그래서 보면 뭐너 에러 제로 건나다는 동네 뭐나 에러 건납니다. 나도 제가 다니는 회사는 저너 အလုံးလုံးနေတဲ့ကုမ္ပဏီကတဲ့ကွက်လက်ကပေါ့နော်6명이 넘는
အယောက်တစ်ထောင်တောင်ကျော်လွန်တဲ့အာဂျူခွန်ဝဲဆိုင်နေတာအရန်ကိုပဲကြီးတဲ့ကုမ္ပဏီကြီးဖြစ်ပါတယ်ဆိုတော့ဗာဖြစ်မလဲဝန်ထမ်းအယောက်တစ်ထောင်ကျော်ပေါ့အဲ့တော့ခြေတို့ကဒီမှာကြီးကုန်းကိုဖြစ်ပေးမယ်နောက်တစ်ခုထောင်မွန်နဲ့ရောင်စုရှိနောက်တစ်ခေါက်ကနောက်ထက်ကပေါ့ရောင်စုရဲ့ဗာဖြစ်မလဲခြားတဲ့နီကခြားတဲ့ဒီအလှဲ့နောက်သူ့အလှဲ့ကိုအလှဲ့အတက်မပါတော့ကျန်နီကာကိုပဲတုံးမယ်အဲ့တော့ခြားတဲ့နီကာရောင်စုရဲ့အလှဲ့ဖြစ်တဲ့အတွက်ကြောင့်ဂျွန်ပီဟာကိုအီတာကပြင်ဆင်နေပြီးတော့ပြင်ဆင်ထားပါအစင်တဲ့အနေထားနဲ့ပြင်ထားပြီးတော့အဖေဒီရောကန်စားတမ်းပြီးနောက်ညော့ရှေ့ကဝင်သွားတဲ့သူထွက်လာပြီဆိုရင်ဒီရောကစေလို့ဝင်သွားပါဆိုပြီးတော့ပြောတာပေါ့နောက်တစ်လက်ကရောင်စုရဲ့အလှဲ့မို့လို့အခုဘယ်လိုပြောမလဲအခုအစင်တင်ပြင်ထားပြီးတော့ရှေ့ကလူထွက်လာရင်ဝင်သွားလိုက်ပါဆိုပြီးတော့ပြောတာပေါ့နော်အဲနောက်တစ်ခုချင်လို့ထပ်ကြည့်မယ်ဘင်းခန့်နဲ့ဒီကွက်လက်တွေမှာဘင်းခန့်ဆိုတော့လွတ်နေတဲ့အကွက်လက်ကိုပြောချင်တာဒီကွက်လက်တွေမှာမိုးသူ all linen all we ဒီစစ်ရှိဖြစ်ဒီမှာ all we ကတစ်လုံးနဲ့ပဲအဲ့တစ်လုံးနဲ့ဒီအောက်က၄ချောင်းလုံးနဲ့ကိုက်ညီရတဲ့စလုံးလေးတစ်လုံးရေးပြရမှာပေါ့နော်အဲ့တော့ချစ်ကြည့်မယ်ပထမတစ်ခုက은행에 들어가면 먼저 번호표를 걸러걸러야 돼.အဲ့တော့ဘဏ်ထဲကိုသွားပြီဆိုရင်ဘဏ်ကိုသွားပြီဆိုရင်အရင်ဆုံး번호표를 걸러러ရမယ်။အပေါ်မှာတုံးထားတဲ့ box လေးက번호표를 뽑아야 하는 것을 모르고 자, 이 번호표를 ထုတ်ရမယ်ဆိုတာကိုမသိဘူးဆိုတော့ဒီမှာ 뽑다 ဆိုတဲ့နဲ့တုံးထားတယ်ပေါ့နော်ဒီ all-we လေးနဲ့တုံးထားတယ်ခြေတို့ဘာဖြစ်မလဲဆိုတော့ဒီမှာအရင်ဆုံးခြေတို့က 뽑다 လေးကိုအရင်စဉ်းစားကြည့်မယ်ပေါ့နော်뽑다 ဟုတ်ပြီနော်제일ဆက်ကြည့်ကြမယ် 저는 어제 병원에 가서 이를 걸레걸레였어요. 뭐너? ကျွန်တော်မနေ့တုန်းကဆေးရုံကိုသွားပြီးတော့ဆိုတာကခြေတို့ကသွားကိုပြောတာပါဇက်ထဲမှာရှိသွားကိုဘာလို့မလဲနှုတ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဝင်ရမယ်နောက်တစ်ခု 흰머리가 나서 흰ဆိုတာကအဖြူရအောင်ပြောတာစပင်းအဖြူတွေထွက်နေလို့ 저는 흰머리를 အဲ့ဒီစပင်းအဖြူတွေကိုဘာလို့မလဲနှုတ်ပြမှာပေါ့စပင်းအဖြူတွေကိုနှုတ်လိုက်တယ်နောက်တစ်ခု 우리는 똑똑한 마이크를 반장ဆိုတာအတန်းခေါင်းဆောင်ပေါ့နော်ငါတို့ကဒီ 똑똑하다ဆိုတာစာတော်တဲ့ညံကောင်းတွေကိုပြောချင်တာ똑똑한 마이크를ဒီစာတော်တဲ့ညံကောင်းတဲ့ 마이크ကို반장으로အတန်းခေါင်းဆောင်အနေနဲ့ဘာလုပ်လဲရွေးချယ်ခဲ့တယ်ဒါမျိုးပေါ့နော်အဲ့တော့သူတို့ကခြေတို့ကဒီ၄ချောင်းလုံးနဲ့သက်ဆိုင်တဲ့ဒီ all-we လေးကိုရေးပြရမှာပေါ့နော်အဲ့ all-we ကအဖြေကပါတယ်ဆိုတော့ခုနကခြေပြောတဲ့ 뽑다လေးက all-we ဒီ၄ချောင်းလုံးနဲ့ကိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ 뽑다 ရဲ့အဓိပ္ပာယ်ကခုနကခြေတို့번호표ဆိုလို့ရှိရင်လည်းပဲဒါစက်ထဲကနေနှုတ်တာယူလိုက်တာပေါ့နော်ဆွဲထုတ်လိုက်တာမျိုးကို 뽑다 လို့ပြောတယ်လို့ဒီလိုမျိုးသွားတွေစပင်းတွေဆွဲနှုတ်တယ်ဆိုတာကိုလည်း 뽑다 နဲ့သုံးတယ်နောက်တစ်ခုဒီမှာလိုမျိုး 뽑다 ရွေးချယ်တယ်အများကြီးတွေကမှတစ်ခုကိုဆွဲထုတ်ပြီးတော့ရွေးချယ်လိုက်တာကိုခြေတို့က 뽑다 ဆိုပြီးတော့ပြောလို့ရတယ်ဒါဆိုရင်အတန်းထဲမှာရှိတဲ့လူတွေအများကြီးတွေကမှဒီ mic ကိုပဲကိုယ်တွေကရွေးချယ်လိုက်တာဒါမျိုးကိုခြေတို့က 뽑다 လို့ပြောတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်은행에 들어가면 먼저 번호표를 제가 뽑으세요 ပေါ့နော်ဆိုတော့ဒီဘဏ်ကိုသွားပြီဆိုလို့ရှိရင်အရင်ဦးဆုံး token နံပါတ်၄ကိုယူပါနောက်တစ်ခုကျွန်တော်ဆေးရုံကိုသွားပြီးတော့သွားနှုတ်ခဲ့တယ်ဒီမှာဆိုလို့ရှိရင်စပင်းအဖြူတွေထွက်လာလို့စပင်းအဖြူတွေကိုနှုတ်ပစ်ခဲ့တယ်ဒီမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကဒီစာတော်တဲ့ mic ကိုအတန်းကောင်းဆောင်အနေနဲ့ရွေးချယ်ခဲ့တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုပြီးတော့ 뽑다 ကဒီအခြေအနေ၄ရက်လုံးနဲ့ကိုက်ညီတဲ့အဖြေဖြစ်ပါတယ်ဆိုတော့ခြေတို့ကဒါကခြေတို့သင်ခဲ့တဲ့ all-we ဖြိုးရုံလေးကိုပြန်ပြီးတော့လေ့လာတာဖြစ်တယ်အောက်ခြေတို့ဒီဥစ္စာလေးကြည့်ကြည့်မယ်ပေါ့နော်ပထမတစ်ခုဒါကတော့ကိုယ့်ဘာသာဖြေကြည့်မယ်နော်사자운이는ကိုရေးတတ်လားဆိုတာကို이 사람이 간 언행은 어땠습니까? 디 언행가 벨로니래 제가 말씀해주신 직원이가 친절하다. 직원들이 친절합니다. 원래니가 별래 유니폼 나빈 서비스가 별로래 가운데라 다뮤 번호 루리오 미아들라 다뮤리 이니다리고 제로가 사장님이네 ပြန် ရေးပြီးလို့ရတယ်이 사람은 은행에 무엇을 가지고 갔습니까? 디루가 디 방구 발이 유도할래. 그래서 누가 외국인 등록증ယူမသွားပေမဲ့လည်းသူဘာတွေယူသွားလဲဆိုတာစာပိုက်ထဲမှာခြေတို့ကပြန်ဖတ်ကြည့်ပြီးတော့စာကြောင်းလေးအနေနဲ့ကိုကရေးကြည့်ပြီးပေါ့နော်ရေးကြည့်ပါအိမ်မှာလေ့ကျင့်ကြည့်ပါနောက်တစ်ခုကကြတော့ခြေတို့ဒီမှာ
앞글의 내용과 같으면 O 다르면 X를 하십시오. 그거나 엄마 번호 마이 오 마이 X. 찌지매 이 사람은 은행에서 현금 카드를 받았습니다. 딜루가 방안이 비로 현금 카드 즉 ATM 갖고 약해서 허게 뚫 애니가 약해서 O 나도 이 사람은 어제 돈을 찾으려고 은행에 갔습니다. 또 내가 방구도 알아가 돈을 찾으려고 가는 게 아닙니다. 가비를 내주러 누가 통장을 만들려고 가는 것입니다. 그래서 돈을 찾다, ngụyထုတ်တာ 반만 ngụy သွားထုတ်တာ မဟုတ်ဘူး 반사옥 သွားလုပ်တာဖြစ်တဲ့အတွက်ကြောင့် 재료가 X. 나도 그두가 은행에서 직접 번호표를 뽑았어요. 이제 동의 남하고 누구랑 토요일에 하고 은행원 번호 디 은행원 디 방원단 디 안내원 번호 디 information လုပ်ပေးတဲ့ 디 원장가 내비요 유비라 나도 외국인 등록증이 없어서 다시 집에 갔다가 왔어요. 얘들을 별에 진행한 자다깔리 미시로 에요나도 카우피안 도와비로마 탈락해야 해서 이것도 아닙니다. 누가 발레 학생 중에 여권만 보여줬어요. 학생 중에 여권이 뼈아케 비교도 반사 올리로케라 피바레 나도 그 제로다가 신라이리고 받아로 지지바 뇌바레 다가 이 사람은 어제요. 언행에서 한 일입니다. 또 사바이 때마다 또 벽에 장면이 배마 또 정도의 하리 순서대로 번호를 쓰십시오. 아세나 다이 넘버고 예비봐서 넘버 5고 예비다를 할때 창구 앞에 서서 기다렸어요. 누가 버튼만 디 또기 넘버 유야만 맞디로 몰로 창구 앞 어디 가운데시만 누가 옛니 캐라 피데 소로 다가 저러 다 넘버 1ဆိုသူရက်နေတာကိုဝန်ထမ်းကတွေ့သွားပြီးသူ့ကိုဘာလုပ်ပေးလဲဆိုတော့ဘာလုပ်ပေးလဲဘုံတို့ဖြူတို့받았다ဆိုနံပါတ်3ဝန်ထမ်းကသူ့ကိုတုံကင်နံပါတ်လာပြီးတယ်တုံကင်နံပါတ်ယူပြီးတဲ့နောက်မှာသူဘာတွေလုပ်လဲ잡지를 받다 사탕을 먹다 현금 카드를 받았다 사디펜ပေါ့နော်နောက်ဆုံးပိတ်မှာသူဘာဖြစ်သွားလဲ현금 카드 약해라 라마모엘레 반사오 약해라 맞은 직원에게 여권을 보여줬다 왜냐고 두의 파스포트 약해 소래 세나 다이니 번호 바비 발로레 주라고 제로가 예비야마 thiếtပါတယ် 나도 여러분 나라의 은행과 한국의 은행은 무엇이 다릅니까 제로 팬이မြန်မာပြည်မှာ 팬이 더하이 꼭နိုင်ငံက 팬이 서비스 내들은နိုင်ငံက 팬이 네ဘာတွေကကွာခြားလဲဆိုတော့ကျွန်တော်ကစာပိုက်လေးအနေနဲ့အချိန်ရတယ်ဆိုရင်အိမ်မှာ practice လုပ်ကြည့်ကြည့်ပါဆိုတော့ကျွန်တော်ကဒီနေ့ကတော့ exercise လုပ်တယ်ဖတ်စာအုပ်ကဒီ reading လေးဖတ်တယ်ပေါ့နော်ဆိုတော့오늘은 여기까지입니다, 여러분. 제로 나우탭 비디오 자료만 탭 비디오 되자바네.